Okay အားလုံးမင်္ဂလာပါဒီနေ့ကတော့အိမ်မှာပေါ့နော်တယောက်တည်းလေးဖြစ်နေတယ်ဆိုတော့နေတော့တိတ်မကောက်ဘူးဒါပေမဲ့ကိုကအမြဲတမ်းဗီဒီယိုလေးရိုက်တင်နေကြဆိုတော့ဒီနေ့ပါဗီဒီယိုလေးရရင်ကောင်းမလဲဆိုပြီးစဉ်းစားနေတာပေါ့နော်စဉ်းစားနေနေကောင်းတယ်မှာအကြောင်းတစ်ခုပေါ်လာအဲ့ဒါဘာလဲဆိုလို့ရှိရင်ဘာကြောင့်ကိုကဘာကြောင့်အချက်မခံရလဲဆိုတော့ခေါင်းစဉ်လေးပေါ့နော်ပထမဆုံးအနေနဲ့ကို့အကြောင်းကိုပဲကိုပြောမယ်ပေါ့နော်အမြင်ဆိုလို့ရှိရင်ဘွားတစ်ချောင်းလုံးမှာအချစ်မခံရတော့မဟုတ်ဘူးเนาะအချစ်ခံရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲထားခဲ့ခံရတယ်ပေါ့ထားခဲ့ခံရတဲ့ပုံမှာလည်းအကြောင်းအရာတွေအများကြီးရှိတာပေါ့နော်အနေဝေးသွားလို့ဒါမှမဟုတ်ရင်ကိုယ့်ဘက်ကတခုခုအပြောဆိုမှားလိုက်မိလို့ဘာကြောင့်ညာကြောင့်ပေါ့နော်အဲ့လိုအကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်လူတယောက်နဲ့တယောက်နဲ့မှာလည်းမတူညီတဲ့အကြောင်းပတ်သက်တွေရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုပြန်ပြီးတော့ဆက်ဆက်လိုက်တဲ့အခါမှာဘာကြောင့်အမြဲတမ်းပေါ့နော်ထားခဲ့ခံတာလဲအချက်မခံရတာလဲဆိုတော့တစ်ချက်ပဲရှိတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အမေကကြတော့ပြောင်းပြန်အမေက main ကလေးဆိုရင်မဲ့ကိုကိုလာကြတဲ့ဆိုလို့ရှိရင်အမေကတိတ်ပြီးတော့မကြိုက်ပေါ့နော်ကိုသဘောကျတဲ့သူပဲကိုပြန်ကြိုက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့ခါကျတော့အချိန်တိုင်းတာတစ်ခုတည်းရောက်တဲ့အခါမှာကိုကချစ်နေပြီမဲ့တစ်ဖက်လူကပြောင်းလဲသွားတာမျိုးပေါ့နော်မိန်းကလေးနဲ့ယောက်ျားလေးနဲ့ကွာခြားချက်တစ်ခုရှိရပါလဲဆိုရင်မိန်းကလေးရကြတော့ဘဝမှာအချစ်ဦးတို့ဘာလို့လာလို့ရှိတာပေါ့နော်လူတိုင်းမှာတော့ရှိတာမိန်းကလေးရကြတော့ကိုယ့်ဘောကောင်းပေးတယ်ကိုလိုချင်တဲ့ပုံစံမျိုးလည်းဖြစ်တယ်ချစ်လက်ချစ်ပေးတယ်ဆိုလို့ရှိရင်သူတို့ကဒီလူတယောက်ကိုပေါ်မှာမေတ္တာထားနိုင်တယ်ပေါ့နော်သူတို့ချစ်ပေးရဆိုရင်သူတို့ကပြန်ချစ်ပေးနိုင်တယ်အများလက်သုံးစကားနဲ့ပြောရမှာဆိုရင်တော့မိကလေးတွေကမိခင်လိုပဲမေတ္တာစိတ်ရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့သူတို့ဘောကောင်းပေးတယ်စာနာပေးရဆိုသူတို့ကအဲ့လိုစိတ်ရိုင်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့ယောက်ျားလေးကကျတော့အဲ့လိုမျိုးမဟုတ်ဘူးယောက်ျားလေးကိုယ်တိုင်လည်းသူတို့ကိုယ်တိုင်လည်းပြောရတယ်ပေါ့နော်ယောက်ျားလေးကသူတို့ကဘသူကိုကြိုက်တာလဲဘသူ့ကိုမကြိုက်တာလဲဘသူ့ကိုတောင်းစင်ရှိရလဲသူတို့ကသိရယောက်ျားလေးတွေကသူတို့ပေါ်ကမလေးတော့ကကောင်းပေးတယ်ချစ်ပေးတယ်ဆိုလို့ရှိရင်သူတို့ကပြန်ချစ်ပေးတယ်ပေါ့နော်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုရောက်လာတဲ့အခါမှာသူတို့ကသူတို့မချစ်တော့တဲ့မိန်းကလေးတရားပေါ်မှာအဲ့မိန်းကလေးဘယ်လောက်ပဲကောင်းပေးသူတို့ကထားခဲ့တာမျိုးပေါ့နော်အဲ့မိန်းကလေးကိုမုန်းလို့ဘယ်လိုပြောမလဲသူနဲ့မတွဲတော့ဆိုအဲ့မိန်းကလေးကိုမုန်းလို့လည်းမဟုတ်ဘူးကွာသူတို့ဘာမှမချစ်နိုင်တော့ဘူးဆိုလို့ရှင်တက်တီးမခံနိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးမိန်းကလေးနဲ့ကြားလေးနဲ့အဲ့လိုခွာချတယ်အမေလည်းအဲ့လိုမျိုးပဲအမေကကြော်တော့အမေချစ်တာကိုပဲအမေရွေးချယ်တယ်အမှန်တကယ်ဆိုမိန်းကလေးတွေကအဲ့လိုမျိုးမရွေးချယ်သင့်ဘူးကိုချစ်တဲ့သူကိုချစ်တဲ့သူရွေးချယ်တယ်ပေါ့နော်ကိုချစ်တဲ့သူကိုဘောကောင်းပေးတဲ့သူကိုရွေးချယ်သင့်တယ်ပေါ့နော်အဲ့လိုစိတ်ထားလိုက်ရတော့ပိုကောင်းပါတယ်ဒါကြောင့်မို့အမေကတော့အကြံပေးခြင်းတယ်ပေါ့နော်မိန်းကလေးကိုချစ်တဲ့သူမရှာပါနဲ့ပေါ့နော်ကိုချစ်တဲ့သူဆောင်းနေပြီပါချိန်တယ်လို့ရှင်ကိုနာကိုရောက်လာပါလိမ့်မယ်အမေလည်းအခုဒီအသက်30နာရောက်လာတော့ကိုချစ်ကိုမရှာတော့ပေါ့နော်ဘာလို့ဆိုကိုလည်းအသက်ရွယ်တစ်ခုထိရောက်လာပြီကိုရဲ့အတွေးတွေကိုလည်းပြောင်းလဲချိန်တန်ပြီပေါ့နော်အဲ့လိုမျိုးကိုကအမြဲတမ်းချစ်ပြီးနေရတော့တစ်ခါလေကြာရင်ပြင်ပန်းတယ်ပေါ့နော်အဲ့တော့ကိုကလည်းတစ်ခါပြင်ပြီးတော့အချစ်ခံခြင်းတယ်ပေါ့အသက်တကယ်လို့အိမ်အောင်ဘက်အဖြစ်ရွေးချယ်ခဲ့တယ်ဆိုရင်တော့သူချစ်ကိုပဲရှာမယ်ပေါ့နော်ကိုလည်းပြန်ပြီးတော့ချစ်ပေးနိုင်တဲ့သူမျိုးဖြစ်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့အဲ့ဒါဆိုရင်တော့ဘဝမှာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါကြောင့်မလို့လက်တွဲဖို့ရေးမယ်ဆိုလို့ရှိရင်မိန်းကလေးတွေကိုချစ်ကိုမရှာပါနဲ့နော်သူချစ်ကိုချပါနောက်တစ်ခုကအဓိကပါလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုလုံခြုံမှုပေးနိုင်တဲ့ယောက်ျားမျိုးပေါ့နော်စိတ်ပန်းဆိုင်ရာရုပ်ပန်းဆိုင်ရာသူ့မှာပတ်စံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရုပ်ချောသည်ဖြစ်စေမချောသည်ဖြစ်စေအဓိကပါလဲဒီလူနဲ့ကိုလက်တွဲနေတဲ့အချိန်မှာဒီလူဒီကိုယ့်ရဲ့စိတ်ကိုလုံခြုံမှုပေးနိုင်တယ်လို့ယုံကြည်တယ်ဆိုလို့ရှိရင်အဲ့ဒီလိုရွေးချယ်ပါလို့ပဲအမေကကြံပြုပြရစီဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့တွေမှာလည်းဘယ်လိုကြောင်းလေးပြောမလဲဆိုတာကတော့စောင့်ကြည့်ပြီပေါ့နော်အမေလည်းတက်နိုင်သလားကောင်းစင်လေးနဲ့ပြပြပေးတော့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye